ဒီတစ်ချက်လေးကိုလုံးဝမမေ့စေချင်ပါဘူးကိုသွားနေတဲ့ခီးလန်ဘလောက်ဖဲကြမ်းတမ်းနေပါစေဒီတစ်ချက်ဒီကျွန်တော်တို့အားလုံးအသက်ရှင်နေရတဲ့တစ်စိတ်တည်းတာပါမမျောလင့်ထားတဲ့အရာတွေစိန်ခေါ်မှုတွေကပဲကျွန်တော်တို့ရဲ့အိမ်မက်တွေကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကိုပို့ပြီးတော့တန်ဖိုးရှိစေတာဖြစ်ပါတယ်တခါလေကျတော့လေကိုယ့်ရဲ့ဘဝနဲ့အခြားကိုယ့်ထက်ရှေ့ရောက်နေတဲ့လူတွေရဲ့ဘဝတွေနဲ့သွားပြီးတော့နှိုင်းယှဉ်မိတာမျိုးတွေလည်းရှိနိုင်ပါတယ်ငါကြတော့ဘာလို့မဖြစ်သေးတာလဲငါကြတော့ဒါမျိုးတွေဘာလို့မပိုင်ဆိုင်နိုင်သေးတာလဲအစရှိတယ်သိထားစေချင်တာကိုနဲ့နှိုင်းယှဉ်နေတဲ့လူအကြောင်းကိုဘာမှမသိတာဆိုတော့သူတို့ရဲ့ social media မှာသူတို့တင်နေတဲ့ပုံရိပ်တွေပဲကျွန်တော်တို့မှရှိတယ်နောက်ွယ်မှာဒါတွေရဖို့အတွက်သူတို့ဘယ်လိုတွေဖြတ်တန်းခဲ့ရတယ်လဲဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့တယ်လဲကျွန်တော်တို့တခုမှမသိဒါကြောင့်မို့နားလဲစေချင်ပါတယ်လူတိုင်းမှာမတူညီတဲ့အခက်အခဲတွေနဲ့မတူညီတဲ့ဘဝတွေကိုယ်စီရှိကြပါတယ်တွားပြီးတော့နှိုင်းယှဉ်ခြင်းကနေပြီးရလာမယ်အကျိုးကျေးဇူးဘာမှမရှိဘူးအဲ့တော့ embracing the journey ကိုသွားနေတဲ့ key လမ်းကြောင်းကိုပဲအာရုံစိုက်ပါကျွန်တော်ဒီ7 day series မှာပြောခဲ့တဲ့အချက်တိုင်းကိုတေချာလိုက်လုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအတွက်အခွင့်အရေးဆိုတော့လက်တကမ်းမှာပဲရှိပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ပျော်ရွှင်ပြီး